Hello guys အားလုံးပဲညော်နေကြမလားတော့မသိပါဘူးဒါပေမဲ့ကျွန်တော်ဒီအပိုင်းမှာဗျာအဲ့လို video လည်းမတင်မိဘူးပြီးတော့ရင် stream တွေလည်းမလုပ်မိဘူးပေါ့နော်အဲ့ဒါတော့ကျွန်တော် PC ကဆိုင်းမှုထားရတဲ့အတွက်ကြောင့်မို့ပြန်လဲမရွေးနိုင်သေးလို့ပါအဓိကတော့ဒီဘွဲကရှောက်ဝမ်းရတာမရတဲ့ဗျာကျွန်တော်ရိုင်းမဲ့လာဆော့ပြပြီးတော့လာတင်မိတာပါပြီးတော့ရင်ကျွန်တော် TikTok အကောင့်လည်းမတုံးတော့ဘူးပေါ့နော်အခုကျွန်တော်အသစ်တုံးနေဒီဘက်က TikTok အကောင့်ပဲ follow ပေးကြပါအောင်အားလုံးပဲအဓိကတော့ဘာလို့ follow ခိုင်းလဲဆိုလို့ရှိရင်ဗျာကျွန်တော်အခုYouTube မှာကျတော့ monetization ရှောက်ဖို့တော့ကကျွန်တော်မှာလုံးဝပတ်စံမစုနိုင်သေးဘူးပေါ့နော်အားကြောင့်မို့ကျွန်တော်ဒီ TikTok အကောင့်ကအဲ့လို monetization ရတဲ့အကောင့်ပေါ့နော်အဲ့ TikTok အကောင့်မှာပဲကျွန်တော်ဗီဒီယိုတွေပေါ့နော်ပုံမှန်တင်အောင်ပါဒီပွဲကတော့ကျွန်တော်ဒီ All-Star ကိုတုံးပြပေါ့နော်ကျွန်တော်တော့ဒါကတော့တိတ်လည်းမသိတော့ပေါ့နော်အားကြောင့်မို့ဘယ် flow တွေကောင်းလဲဆိုတာလည်းပြောခဲ့ကြပါအောင်အဓိကတော့ဒီကတော့ကျွန်တော်အစင်မီတွေပဲဆောက်တာပါတယ် All-Star ကိုပေါ့နော်ဒီဘက်မှာလည်းဗျာကျွန်တော်ကအဲ့လိုအာလီမှာပေါ့နော်အဲ့ဒီဘေးကအစဗျာ fighter နဲ့ဟိုဟာနဲ့တွဲဆော့မလို့ပေါ့နော်အဲ့ squad နာမည်လည်းမသိဘူးဗျာကျွန်တော်ဒီ season မှာကျွန်တော်ဘာမှလည်းမဆော့တော့လို့ဘာမှလည်းမသိဘူးအဲ့တော့ကျွန်တော်လက်ခိုင်းမတင်မိဘူးပေါ့နော်တော်တော်များများမေးကြတာပါလဲဆိုတော့ဗျာnote ခိုင်းမတင်ဘူးလားဘာမှမတင်တော့ဘူးလားသိရမလားပြောရပါအောင်အဓိကကျွန်တော်ကိုယ်တိုင်တော့မသိတာဗျာဘရိုတို့ခိုက်ပြီးလို့ဆိုတာလုံးဝအဝေးရွေးဗျာသိလားအဲ့ဒါကျွန်တော်ကတယောက်နှစ်ယောက်ဆိုလို့ချင်းကိစ္စရှိဝင်မယ်ဗျာလုံးဝအများကြီးပဲဆိုတော့ဗျာကျွန်တော်လည်းဒါလာပြီးတော့တင်မိတာပါဒီဘက်ကတော့ All-Star နဲ့တုံးပြီးတော့ကျွန်တော်အစင်မီလိုဆော့ထားတယ်အဓိကကြတော့ဗာလဲဆိုတော့ဗျာဒီဘက်မှာကတ်မကောင်းသွားတယ်ပါတယ်ပေါ့နော်ဒီမှာကြာကျွန်တော်ကဒီ season မှာတော့ကျွန်တော်စိတ်ထဲမှာတော့နည်းနည်းအကြိုက်ဆုံးကတော့ fighter ပေါ့နော်အားကြောင့်မို့ fighter ကိုလာပြီးတော့ဆော့ပြတာပါဒီထဲမှာဆိုလို့ရှိရင်အဲ့ All-Star ဆော့လို့ရှိရင်များအားလေးဂိမ်းမှာသိရမလားကိုကရှုံးနိုင်နေတဲ့ခေါင်းတင်မထည့်ပဲနဲ့ဒါကကျွန်တော်အရင်တော့ပြောခဲ့ပြီပေါ့နော်အဲ့လိုကိုအစင်မီလိုဆော့ပေါ့နော်အဓိကပတ်စံကိုအားလေးမှာဗျာ10ချက်20လုံးဝစုဆော့ဗျာဒီလားအဲ့ဒါကတော့လုံးဝ AC ပဲထင်လိုက်မယ်ဒီမှာတော့ကျွန်တော်20စုရတာဗျာဒီလားဒါကတော့ရှုံးတာလည်းပါတယ်ပေါ့နော်ပြီးသွားရင်ဘေးကမိုးတန်နေပါလို့နည်းနည်းဟောဖြစ်သွားရင်တောင်းအောင်ပါတယ်ပြီးသွားရင်ကျွန်တော်ဗီဒီယိုတွေဗျာအရင်ပြောကြအများကြီးမရှိလို့ကြောင့်မို့နည်းနည်းမြန်လိုက်ပါမယ်အဓိကကတော့ဗျာဒီဟာတွေကဘယ်လိုပြောရမလဲ All-Star ဆိုတာအရင်ခေါင်းနဲ့ထည့်ရတယ်လည်းမလို့ပေါ့နော်အားလေးကိန်းမှာအစင်ပြေထိန်းနိုင်ပြီးတော့ပတ်စံစူးစောနိုင်လို့ရှိရင်တော့လုံးဝရှောက်ဝင်ရတဲ့ comment လို့ထင်ပါတယ်မှာတော့ကျွန်တော်အဲ့လိုမျိုးအစင်ပြေရတယ်ဝယ်တယ်ပြီးတော့ရင်အဲ့အစဗျာကျွန်တော်အဲ့လိုတိုင်နေပါထောင်းမို့လည်းတွေးသေးရဗျာဒီလားဒါပေမဲ့တိုင်ကအရင်တော့အဲ့လိုကျွန်တော်သွားကြည့်တော့ဆိုလို6တိုင်တို့8တိုင်လားမသိဘူးအဲ့လိုမျိုးမဟုတ်တော့ဘူးဗျာ30တိဖြစ်သွားတာဗျာဒီလားအဲ့တော့ဒီကောင်မျိုးဆော့ဖို့ဆိုတာလုံးဝသိပြီးတော့မလွယ်ကူလောက်ဘူးပေါ့နော်လွယ်ကူတော့ဗျာသိရမလားအဲ့လိုမျိုးခရစ်စတန်ရတဲ့ကတ်တွေတို့ဘာလို့ပြီးမှပဲအဆင်ပြေတာပေါ့နော်ပလိန်ရောအဆင်ပြေပေါ့နော်ဒီမှာတော့ကျွန်တော်အားလေးမှာဗျာအဲ့လိုကလင်းနဲ့ပြီးတော့ကလင်းနဲ့hair cut တော့လောင်ရီတော့ပါတယ် squad ဗျာအဲ့ဒါနဲ့ကျွန်တော်အဲ့လို alpha တော့ fighter တော့တွဲဆောင်မှာပေါ့နော်အားလေးမှာတော့အဲ့လို hair cut တော့ပါတော့ဗျာ3 shot တင်ပြီးတော့ဆော့ထားတာပို့ပြီးတော့အဆင်ပြေတော့ထင်တယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်အစတွေးတာကအဲ့လို maximum 1000ဆော့မလို့ပေါ့နော်ဒါပေမဲ့အဲ့လို9ချက်တန်ပဲဆော့တာပို့ပြီးတော့အဆင်ပြေထင်လို့မို့ကျွန်တော်အဲ့လိုမျိုး fighter တွေပါရွေးရတာပါအားလေးမှာတော့ကလင်းကတော်တော်နာတယ်ပေါ့နော်တော်တော်နာတယ်အကောင်တော့ရတယ်လဲဆိုတော့တော်တော်လေးနာပါတယ်ပြီးသွားပြီများကျွန်တော်ပြောချင်တာအဲ့လိုကျွန်တော်ဗီဒီယိုမတင်ရတဲ့ဆာလို့ရှိရင်များအဲ့လိုဗီဒီယိုပြတည်မလားအများအားတင်ပြီးရတာပို့ပြီးတော့လဲ comment လုပ်ပေါ့နော်အဲ့ဒါကြောင့်မို့လာတင်တာပါဒီမှာတော့ဇက်ကိုစမွန်နာဖွင့်နေမှာဖွင့်ပါအောင်ဟုတ်ကဲ့ကျေးဇူးပါနော်ဇက်ကိုစမွန်နာဖွင့်လုံးဝပွင့်ဘူးများဒီလားဘာလဲဆိုတော့မိုတိုကအဲ့လိုပဲကျွန်တော်တို့လုံးဝကန်ပေးမကောင်းဘူးပေါ့နော်ဒီမှာတော့ guide အစားတော့အဲ့လိုမျိုးတည်မလားguide တင်အောင်ညာဆိုပြီးတော့တွေးရတယ်ဗျာဒါပေမဲ့လုံးဝကိုကအစင်မြဲနေတာမဟုတ်တော့ဘာမှလုပ်လို့မရဘူးပေါ့နော်ကိုယ့်အကောင်တော့မှတွေးရလုံးဝမရှိတော့အဲ့လိုဖြစ်နေကဲဒီထဲမှာတော့ကျွန်တော်တော့ပတ်စံသိမ့်မရှိရတဲ့ကြောင့်မို့ဟိုဟာပဲရွေးတယ်ပါတယ်ပတ်စံရတဲ့ကာဒီပေါ့နော်ပြီးတော့ရင်အစားအဲ့လိုဗျာဒီ granger ကို30စတင်မလို့ဗျာဒီလားဒါပေမဲ့ကျွန်တော်ကနည်းနည်းဘယ်လိုပြောမလဲမလုပ်တော့တာဗျာသိရမလားအဲ့လိုဖြစ်သွားတာကျွန်တော်တင်ဆောက်လိုက်လို့ရှိရင်တော်တော်နိုင်ရင်ချက်ကတော်တော်များတယ်ဗျာဒါပေမဲ့ကျွန်တော် granger မတင်လိုက်ဘူးနော်
အဲ့မှာဆို hacker က3 side ဖြစ်တာဆိုတော့ကျွန်တော် AC ထင်းနေရပြီဗျာဒီလားဒီမှာဆို Granger ကလုံးဝတော်တော်များနေပြီဗျာဒီလားအဲ့ဒါကိုကျွန်တော်ထပ်တင်လို့ရှိရင်3 side ဖြစ်တယ်အဲ့ဒါဆိုကျွန်တော် Granger နဲ့ Claim နဲ့ပေါင်းပြီးတော့ထင်းလို့ရပြီဗျာဒါဘာဖြစ်လဲဆိုတော့ကျွန်တော်ကအကုန်လုံးပြန်ရောင်းပြီးလိုက်တယ်ပေါ့နော်ပြီးတော့အမှဟိုနေရာမဟုတ်တာပါလာပေါ့လေကဲဒီမှာတော့အားလီမှာတော့ဘရိုမြင်တဲ့အတိုင်းဗျာ hacker 3 side ရသွားတော့ကျွန်တော်တို့9နဲ့9တော့အဆင်ပြေတယ်ပေါ့နော်ပတ်စံအောင်လဲလုံးဝဘယ်လိုပြောမလဲမသုံးသင့်တာမသုံးဗျာပြီးမှပဲနည်းနည်းသုံးတာပေါ့နော်ကဲဒီမှာတော့ဆမ်မွန်လာရပြီဆိုတော့ကျွန်တော်အဲ့လိုမျိုး Granger တစ်ပတ်ရောင်းပြလိုက်တာအဓိကအမှစပြီးမှားတာပေါ့နော်အဓိကကျွန်တော်၄လောက်ရောင်းပြီးတော့Granger တင်ဆော့တင်တာပေါ့နော်ဒီမှာတော့ကျွန်တော်ပတ်စံအောင်ဗျာအနည်းဆုံးကျွန်တော်10ချက်ကိုချိန်ပြီးတော့ဆော့လိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီကပေးတဲ့ဟာတွေကိုလည်းဆမ်မွန်အဲ့ကလောင်းကလည်းဘာမှမလုပ်တော့ဗျာတောင်းလုံးမလုပ်တော့အားကြောင့်မလို့ရှိရင်တော့တစ်ခါတည်းရောင်းလိုက်ပေါ့နော်ဒီမှာ God to Star တော့မှ hair က AC ပဲထိုးရတာပေါ့နော်အဓိက assassin ဖြစ်နေတဲ့ကြောင့်မို့ hair ကတော့ကျုံးပါပြီပေါ့နော်လီလာ to Star ဒါတော့ကျွန်တော်ရှာတူတော့အဲ့လိုမျိုးတစ်ခါတည်းပြည်တော့ရှာလိုက်တာပေါ့နော်ကဲဒီမှာကျွန်တော်ကလုံးကလုံးဝပြီးတော့ပါပြီကလုံးမျိုးရဆိုတော့ပတ်စံကို20ဖြစ်အောင်တော့ပြန်ပြီးတော့ချိန်ဆော့ပေါ့နော်ပတ်စံ20ပြီးလို့ရှိရင်တော့လုံးဝကျွန်တော်ကအတိုးလဲရမယ်ဟောလိုက်ဖြစ်မယ်ပေါ့နော်နောက်ကြရင်လည်းကျွန်တော်အဲ့လိုမျိုးအားလို့ရှိရင်game လေးတွေကိုကျွန်တော်ပြန်လေ့လာပြီးတော့ပြန်တင်ပေးပါမယ်အခုကတော့ကျွန်တော်ကိုယ်တိုင်လည်းဒီဗီဒီယိုဒါမှ epic မှာကျွန်တော်ဆက်တွေ့ရတာပေါ့နော်ဒါတော့ချိုးဝဲပြထားတာပါโอเคဒီမှာတော့ AC လေးပေါ့နော်ပြောရရင်အဲ hacker တော့ဗျာကျွန်တော်ကအဲ့လို assassin ပဲနည်းနည်းထည့်ပြတာပေါ့နော်ဘာလို့လဲဆိုတော့နည်း level မြင့်တာလေးနည်းနည်းဘယ်လိုပြောမလဲနည်းနည်းကျန်းတာလေးပေါ့နော်အားကြောင့်မို့ကျွန်တော်ကအဲ့လို hacker တော့ assassin မလို့ရှိရင်ပိုကျန်းအောင်လို့ထည့်ပေးထားတာပါဒါဆိုလို့ရှိရင်ဗျာ hacker ကနောက်ကောင်တွေကိုနှိုက်တယ်အဲ့လိုဒီရှိကအတလက်ကတော့ဘာမှမဟုတ်ဝင်မယ်နည်းနည်းတော့အမာခံလို့ရအောင်တော့ထည့်ပေးထားတာပါโอเคဒီမှာတော့လုံးဝအဆင်ပြေစီရပေါ့နော်အဓိကတော့ပြီးသားလို့ရှိရင်များကျွန်တော်တို့ကကိုဆော့မဲ့ဟာတော့ပေါ့နော်အဲ့လို fighter ဆောင်းပါလို့ရှိရင်အောက်က fighter လေးတွေတွေ့ရင်တော့တစ်လို့ကောက်ထားသိရင်ပါတယ်မှာတော့ကျွန်တော်အဲ့လိုမျိုး DB တော့အရင်မလောက်ခိုင်းတဲ့ guide တင်ပြမှာမဟုတ်ဘဲနဲ့ဗျာကျွန်တော်အဲ့လိုမျိုး TikTok ကိုလာပြီး follow ခိုင်းတဲ့ဗီဒီယိုပြီးသွားရင်လာပြပြတဲ့ဗီဒီယိုပေါ့နော်အဲ့ဒါကြောင့်မို့လို့ပါပြီးသွားရင် hover data ကောင်းလည်းကြောင်းဝင်လို့မရတော့ဗျာအားကြောင့်မို့ပါလာပြပြတာပါဒီမှာတော့ reflect ကပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါမလှည့်ပဲနဲ့ဘေးရလိုက်တော့ကလုံးပါလာတယ်ပေါ့နော်အဲ့တော့ကလုံးယူလိုက်တယ်ပြောရရင်အဲ့လို assassin များသေးလားassassin တွေကိုအဲ့လိုမျိုးနည်းနည်းပါကျွန်တော်ထည့်ဆော့ရတာနည်းနည်းဖြစ်တယ်ပေါ့နော်အဲ့တော့ assassin 4កောင်နဲ့နဲ့တွဲဆော်တာလေပေါ့နော်အဲ့ဒီကိုအစင်မီသေးတယ်ပွဲရလုံးဝ ACC ပဲဆိုးတာအဲ့မှာကလုံးလုံးပါရင်ကျွန်တော် AC ပဲပြတယ်လားဒါပေမဲ့ကလုံးကမပါသေးဘူးကဲဒီကတော့9ချက်တန်အောင်စရတယ်ပေါ့နော်9ချက်တန်အောင်စရတယ်အဲ့တော့ကအဲ့9ချက်တန်ကိုကောက်ထားခုနကတော့ကောက်ထားရတယ်ပေါ့နော်ဒါကတော့နွားကြီးကိုကလုံးတော့ပွားပေါ့နော်ဒီတိုင်းပဲထိန်းချော်တာပါဟဲကနောက်အောင်နိုင်မယ်ပြီးသွားရင်ဟိုကတော့ဒီတိုးအစင်ပြီးတော့သွားမယ်ဟဲကလည်းနော်တော်တော်နားတယ်ပေါ့နော်ဒီကောင်ကကျွန်တော်ထမ်းပြီးသွားတာဒီကောင်တစ်ကောင်ပဲထမ်းပြီးသွားတာလုံးဝရှေ့ကအမာတွေကတော့အမာခံဆိုပဲဒီကောင်ဘလိုင်းကုန်နိုင်သွားတာကဲဒီမှာတော့လို့ရှိရင်ကျွန်တော် fighter က1နဲ့3အောင်ရှိတယ်ပေါ့နော် fighter 3အောင်ရှိတယ်အဓိကဒီဘွဲမှာကျွန်တော် legit တန်ဆော့နေရတယ်ဗျာဒါပေမဲ့ကျွန်တော်ကဘယ်တော့နေအမြင်မှန်းတာပေါ့နော်ပြီးသွားလို့ရှိရင်တော့တခါလေးပြုတ်ကြတာပေါ့နော်အဲ့လိုမျိုးပါဒါတော့ကျွန်တော်က EVA လေးပျောက်မွားမှာဆိုလို့ကြာကျွန်တော်ကထိုင်ကြည့်နေဘဏ္ဍကောင်ကြံသေးလဲဘဏ္ဍကောင်ကြံသေးလဲဆိုတော့အဲ့ fine ဆော့တဲ့ကောင်အကုန်တင်ဆော့တာဗျာသိလား3စားကောင်နေဆော့တာဒီကောင်တော်တော်ဆိုးဆိုးတော့သွားကြတယ်ခေတော့လို့ရှိရင်ကျွန်တော် level ကို6ရောက်လာပြီပေါ့နော်အဲ့မှာ EVA တကောင်စရပြီကဲဤတော့ကျွန်တော်တို့စပြီးတော့လောက်ရမှာနော် fighter 4ကောင်okay nice one ဒီမှာဆိုလို့ရှိရင် assassin ပါမယ် fighter 4ကောင်ပါမယ်ပြီးတော့ရင်ဘေးကအဲ့ယူကောင်းနဲ့ဗာလဲတော့မသိဘူးအဲ့ကောင်တွေပါမယ်โอเคစင်ပြီးတယ်တကောင်ထွက်သွားတယ်โอเคစင်ပြီးတယ်EVA လေးရိုက်ဆိုတော့စပြီးတော့ကျွန်တော်ထမ်းလို့ရပြီပေါ့နော်ကဲဒီမှာတော့ရှေ့မှာနောက်တစ်ကောင်ထပ်ပါတယ်
နောက်တော့ထပ်ပါတော့ကျွန်တော်ကတော့တစ်ခါလေးမရှက်ဘူးပေါ့နော်ပြီးကောက်ရတယ်ပေါ့နော်အဓိကနောက်က crystal ကောက်ရပိုကောင်းနေဗျာဒီလားဒါပေမဲ့ကျွန်တော်မကောက်အောင်ကျွန်တော်ပြီးရင်တော့မကောက်အောင်ဗျာဒီမျိုးဒီ fighter စစ်ဖြစ်သွားပြီပေါ့နော်ဒါကျွန်တော်ပတ်စံ20ဦးဗျာကျွန်တော်ရမယ်ဒီမှာစကြည့်ရင်ဗျာပတ်စံ20ပြည့်တယ်ကျွန်တော်တခြားလေးစုပြီးတော့ရှာတယ်ဟုတ်တယ်နော် bro မြင်နော်ပတ်စံ20ပြည့်တယ်တခြားလေးစုပြီးတော့ရှာတယ်ကဲအဲ့တော့ဒီမှာကရှေ့ကအမားရဲ့တိတ်မပါတော့ဘူးဗျာအဲ့တော့တိတ်ပြီးတော့ဒီလိုပွဲမျိုးကသိရမလားတိတ်မနိုင်နေတော့ဗျာဒီလားနိုင်တော့မနိုင်တော့ကျွန်တော်လည်းလောသွားရင်3ယောက်ပဲရှိတော့တယ်အဲ့တော့ကျွန်တော်တွေ့ရင်သိရမလားဘက်ကနဲ့ဖြစ်တော့မှာဗျာအဲ့တော့ကျွန်တော်ရှာတယ်ပတ်စံ20အောက်မကြောက်ဗျာဒါပေမဲ့ရှာတယ်ပြီးတော့ကျွန်တော် AFA ကို2 star တင်လိုက်တယ်ဘာလို့လဲဆိုတော့ရှုံးမှာကြောက်လို့ပေါ့နော်အဲ့လို2 star တင်ပြီးချတယ်ပြီးသွားရင်ဒီမှာကျွန်တော်ပြမယ်နော်ကျွန်တော်ပတ်စံ20ကိုလုံးဝအောက်မကြမခံဘူးဗျာ level ကလည်းကျွန်တော်6မှာကျွန်တော်ရှာတယ်ကြည့်လားAFA နဲ့တော့9နေပေါ့နော်ကြည့်ဒါကတော့ဒီအတိုင်းပဲဆမွန်နာလေးနဲ့အဲ့လိုမျိုးပေါ့နော်ပတ်စံလက်ကားကြီးတော့ပေါ့နော်ဟုတ်ကဲ့မနိုင်ရောအဲ့လိုမလောရအောင်ပိတ်ရောင်းပြီးတော့တည်ရမလားပိတ်ရှာတာဗျာဆိုးတာမူတူကတခါတော့ပြပြီးတော့ဒီကောဆောက်ချင်းထည့်ရတာပဲမှာတော့ပေးမတွေ့ဘူးဗျာတကယ်တော့ဒါကဘယ်လိုရမလဲသူများလည်းမကောက်ဘူးဗျာဒီလားတွေးတင်တယ်ကျွန်တော်မော်စကိုဆောက်ရင်တော့မော်စကိုခုနရှိမှ2ကောင်နောက်မှ2ကောင်4ကောင်အဲ့ဒါကြောင့်တွေးစားဖြစ်နေဒါကျွန်တော်မဆောက်ဘူးဗျာဒီလားကျွန်တော်ဒီတိုင်းပဲဆော့ပြထားတာအဲ့ကျွန်တော်မတွေ့ဘူးဗျာစဉ်းစားကြည့်ကျွန်တော်မော်စကိုဆော့ရင်တော့ခဏတော့နော်မော်စကိုရှိမှ2ကောင်ပြီးသွားတယ်နောက်တစ်ခါလေး2ကောင်ထပ်ပြီးသွားတယ်4ကောင်ဗျာ4ကောင်လည်းကျွန်တော်2စားတဲ့ကောင်လည်းနောက်တစ်ကောင်ပြရတယ်ဗျာအဲ့လိုပတ်စံ20လုံးအောက်ကိုပတ်စံ20အောက်ကိုလုံးဝအကြမခံအောင်ဆော့ထားတာနော်မှာဟုတ်တယ်ကဲမှာအဖာကောင်ရရင်ကျွန်တော်စေကလေးမှာတစ်ခါပါတဲ့ခင်းတော့ချတယ်ပေါ့နော်ကဲကျွန်တော် fighter ကိုအပြီးမဖြစ်ပဲနဲ့ဟိုထောက်လိုက်တာပေါ့နော်ပြီးရင်တော့ fighter ပြန်ဖြစ်ဘလို့ဘာညာပေါ့ကွာဟိုစော်လေးပြောပြတော့ကြော်ပြီးရင်ရှာရနော်ဟုတ်လားရှာရမတွေ့ဘူးမိုက်တယ်စပတ်စံအောင်ဗျာလုံးဝဟိုလိုအများကြီးလဲရှုံးရတာမို့လုံးဝမတွေ့တာစဉ်းစားကြည့်လောက်စောက်ချက်တွေတောင်းလဲဆိုဟောလဲကောက်တာတော့ကောက်မထားဘူးဗျာတိလားဒါမျိုးကတော့ပေးတင်တယ်အပေးဦးကြီးစဉ်းစားကြည့်တကောင်ပေးတော့ဆယ်ကားထဲမှာတစ်ခါပေးတာကျွန်တော်ပြောရတာဟုတ်လားစိတ်ကမရတော့ကုန်ပိတ်ရှာတယ်မတွေ့တော့ဘယ်လိုလုပ်ကြမလဲဒါကြောင့်တွေးရှိသေးရဗျာတိလားပြီးသွားရင်တော့ဟိုဘက်ကလည်းနောက်တစ် fail ရောက်မှာဆိုတော့ကျွန်တော်လည်းအရင်မလောပဲနေပါတော့အဲ့လိုမျိုးကျွန်တော်တင်ပြီးတော့ဒီတိုင်းပဲဟောထားရတာပေါ့နော်AFA ညပါနိုင်တော့လားအဲ့လိုမျိုးဆိုးတာအမှကြည့်ပါမလားပြိတ္တာယူဆောင်ဆန်းနေညီမတော်ကြီးမပါဘူးဒါကျွန်တော်ငါကျက်တော့လောက်ကောက်ပြီးကျွန်တော်ရောင်းလိုက်ရမှာလားမှာမော်စကိုထပ်ပြီးရလားမော်စကိုပေးချက်ကတော့လက်လန်နေရနော်မတွေ့ဘူးရှာတယ်မတွေ့ဘူးရောင်းနေအကုန်ရောင်းမယ်ရောင်းနေမတွေ့ဘူးဗျာထပ်ရှာတယ်မတွေ့ဘူးရှာတယ်မတွေ့သေးဘူးရှာသေးတယ်မတွေ့သေးဘူးရှာတယ်မတွေ့ဘူးအမစားတွေ့မိုက်လိုက်တာငါသားရခွေးကင်းတော့ကြာတော့တကယ်နော်ကဲဒီကနေ့တော့လောက်ပါပဲအားလုံးပဲကျေးဇူးပါပဲနော်ဒုတိယရုပ်ဖြစ်နေပဲပြီးဆုံးသွားပါတယ်